အားလုံးပဲမင်္ဂလာပါရှင်။နဂါးရှိဝါဆိတ်ရွှေရနာဆိုင်မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့လေးမှာတော့မမင်းရဲ့ချစ်ကကာတွေအတွက်ပေါ့နော် 80k ကြိုးဆိုင်ဆန်းလေးတွေကိုမမင်းတို့ကအကျန်းလဲခံရမယ် daily လဲဝတ်လို့ရပြီးတော့တဂရမ်ကြော်လေးနဲ့ပေါ့နော်ရရှိမယ် 80k ကြိုးဆိုင်ဆန်းလေးတွေကိုမမင်းကဒီနေ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။မမင်းနဲ့တူတူမမင်း live လေးကိုအစားဆုံးလေးကြည့်ရှုပေးပါအောင်ရှင်။အခုမမင်းပထမဆုံးပြပေးမယ်တူဒီဇိုင်းလေးရဆိုလို့ရှိရင်တော့မမင်းတို့ဒါတိုင်ဝဲဆက်ကလေးကိုမှပေါ့နော်ဗလင်းလေးနဲ့ဒီဇိုင်းလေးရဆန်းလေးထွင်ထားတာဖြစ်ပါတယ်ရှင်အခုကျိုးဒီဇိုင်းလေးရဆိုလို့ရှိရင်လည်းဒါမမင်းတို့ပေါ့နော်2 gram ကျော်လေးနဲ့လုံးဝကိုမှအဟန့်အထည်လေးရှိပြီးတော့ daily ဝတ်လို့လည်းရပါတယ်ရှင်ကျိုးလေးရဲ့ gram ချိန်လေးကတော့ 2.07 gram လေးကိုမှကျိုးရှိလေးကတော့18လက်မှာပါရှင်ဈေးနှုန်းလေးကတော့12,600,000ဝန်းကျင်ပါရှင်အခုပေါ့နော်မမေနံပါတ်2ပြပေးမယ်ကျိုးလေးရဆိုလို့ရှိရင်လည်းဒါမမေတို့ပေါ့နော်တန်ခွင်းဆက်ကိုမှပလင်းနဲ့ပေါ့နော်ဒီဇိုင်းလက်ရာဆန်းလေးထွင်ထားတာဖြစ်ပါတယ်အခုကျိုးလေးရဆိုလို့ရှိရင်လည်းဒါမမေတို့ပေါ့နော် gram ချိန်လေးရဆိုရင်1.93 gram လေးပါရှင်2 gram ဝန်းကျင်လေးပဲရှိပါတယ်ကျိုးရှည်လေးကတော့16.5 လက်မှာပါရှင်ဈေးနှုန်းလေးကတော့17,800,000ဝန်းကျင်ပါရှင်ပေါ့နော်မမေနံပါတ်3ပြပေးမယ်ကျိုးဆိုင်လေးရဆိုလို့ရှိရင်လေသူကအကျစ်အထည်လေးပေါ့နော်4000ကွင်းဆက်ပုံစံလေးပေါ့နော်ခပ်ပတ်ကွင်းဒီဇိုင်းလေးပါရှင်ကျိုးလေးကတော့လုံးဝကိုမှအကျန်းလက်ခံနေနော်ပြီးလို့ရှိရင် gram ချိန်လေးရလည်း2 gram လေးပဲရှိတာပါ 2.01 gram လေးပဲဖြစ်ပါတယ်ရှင်ကျိုးရှည်လေးကတော့18လက်မှာပါရှင်ဈေးနှုန်းလေးကတော့12,250,000ဝန်းကျင်ပဲဖြစ်ပါတယ်ရှင်အခုပေါ့နော်မမင်းနောက်ဆုံးပြပေးမယ်ကျူဒီဇိုင်းလေးရဆိုလို့ရှိရင်လည်းဒါမင်းတို့ပေါ့နော်ခပ်ပတ်ကွင်းဒီဇိုင်းလေးပါရှင်နော်ခပ်ပတ်ကွင်းဒီဇိုင်းလေးကိုမှအကျစ်ထဲလေးပါရှင်ကျိုးလေးရဲ့ gram ချိန်လေးကတော့ 1.64 gram လေးကိုမှကျိုးရှည်လေးကတော့16.5 လက်မှာပါရှင်ဈေးနှုန်းလေးကတော့မင်းတို့ဒါ10 သိန်းဝန်းကျင်ပဲဖြစ်ပါတယ်ရှင်ဒီနေ့လေးမှာဆိုရင်တော့မမီးရဲ့ချစ်ကကာတွေအတွက် 80k ကျိုးတကျိုးတဲ့ကိုမှလုံးဝကိုမှအကျစ်ထည်လေးလည်းဖြစ်ပြီးတော့ daily လည်းဝတ်လို့ရပြီးအကျန်းခံတဲ့ကျိုးလေးတွေနဲ့မမင်းကဒီနေ့မိတ်ဆက်ပေးလိုက်ပါပြီရှင်မမီးရဲ့ချစ်ကကာတွေအတွက်ပေါ့နော် 80k ဒီဇိုင်းဆန်းလေးတွေကိုဆိုင်ရောက်လာစီရမလို့ပဲအသေးစိတ်ကြည့်ရှုနိုင်ဖို့အတွက်နေ့စဉ်ဗီဒီယိုလေးတွေနဲ့တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မမင်းတို့ရဲ့ page လေးကို like and follow လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်ဒါအပြင်တခြားကြည့်ကျင်တဲ့ယန္တနာလေးတွေရှိလို့ရှိရင်မမင်း like ရဲ့ comment လေးရဲ့အောက်မှာလည်းဝင်ရေးပေးခဲ့ပါအောင်ရှင်မင်းတို့ရဲ့ပေါ့နော်နဂါးရှိဝါဆိတ်ရွှေနာဆိုင်ခွဲလေးကတော့ Time City Jewelry မောမြင်ကြီးချက်ဝင်ပေါက်ဝရဲ့ပပချမ်းလေးမှာရှိပါတယ်ရှင်ဆိုင်လေးကိုလည်းလာရောက်ဝယ်ယူအားပေးဖို့အတွက်ဖိမတကာပြုအပ်ပါတယ်ရှင်မမင်းရဲ့ live လေးကိုအခုလိုအစအဆုံးကြည့်ရှုပေးတဲ့အတွက်မမင်းတို့နဂါးရှိဝါမိသားစုမှာကျေးဇူးထူးပင်တည်ရှိပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်